ဆိုလာဆင်မောကအန်ဒီတို့ကကိုရဲကလည်းရွေချက်ရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာမီးတွေကပိုပြက်လာတယ်အန်ဒီတို့ရဲ့ဒီလက်စစ်စွမ်းအားတွေကမရနိုင်တော့တဲ့အခါကျတော့ထုတ်လုပ်မှုတွေကပိုခက်ခဲလာတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဆိုလာတက်မယ်ဆိုတာကအန်ဒီတို့ရဲ့ဆုံးဖြတ်ချက်ကပို့ပြီးတော့တေချာသွားတယ်ဒီအတွက်ကြောင့်လည်းအန်ဒီတို့ဆိုလာကိုတက်ဆင်ဖြစ်တာပေါ့နော်RBF Plus ကတော့အန်ဒီတို့ဒီနှစ်မှာဒီ program က RBF Plus အနေနဲ့ဒီနှစ်မှာစတယ်လို့အန်ဒီသိရတယ်ပေါ့နော်ဟုတ်ကဲ့ဗျဆိုတော့အန်ဒီရဲ့မိတ်ဆွေတူကနေပြီးတော့ပြီးခဲ့တဲ့နှစ်မှာသူက RBF ကနေပြီးတော့ရထားတယ် grant ဝင်တာဖြစ်ခဲ့အဲ့လိုဖြစ်တဲ့အတွက်သူကအန်ဒီကို join ပေးတယ် join ပေးတဲ့အတွက်ကြောင့်အန်ဒီက RBF Plus ကိုသိသွားပြီးတော့အဲ့ဒီကနေပြီးတော့တောက်လျှောက်ပေါ့နော်သူ program လေးကိုပါပြီးတော့ proposal တွေပါအကုန်တင်ပြီးတော့အောင်မြင်တဲ့အထိကိုရှောက်လိုက်ရတယ်ဟုတ်ကဲ့ပါဗျာအင်ဒီဂိုကတော့သားတို့ဒီ RBF ကိုအန်ဒီတို့ကစ join ခဲ့တဲ့အင်ဒီဂိုနဲ့တွဲပြီးတော့ join ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဗျာအဲ့ဒီမှာလည်းပဲညာအန်ဒီတို့လည်းတစ်ဖက်ကဆိုလာခဏအောင်အများကြီးလေ့လာခဲ့တယ်လေ့လာရင်းနဲ့အခြားသောကုမ္ပဏီတွေနဲ့လည်းအန်ဒီတို့တိုင်းရှင်ခဲ့တယ်quotation တင်တဲ့နေရာမှာလည်း compare လုပ်ခဲ့တာရှိရဲဒီမျိုးတွေနဲ့ပဲနောက်ဆုံးမှာအန်ဒီတို့ကအင်ဒီဂိုကိုပဲရွေးချယ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ပထမဦးဆုံးလက်တွဲခဲ့တဲ့ကုမ္ပဏီလည်းဖြစ်တယ်နောက်ပြီးတော့အခြားကုမ္ပဏီတွေနဲ့တိုင်းရှင်လိုက်တဲ့ခါမှာလည်းသူ့အနေနဲ့ကဈေးနှုန်းကလည်းတင့်တော်တယ်နောက်ပြီးတော့အခုသားတို့ကိုယ်တိုင်လာပြီးတက်ဆင်နေတဲ့အခါမှာလည်းသားတို့ရဲ့ကျွမ်းကျင်တဲ့ skill တွေကိုအန်ဒီတို့လည်းမြင်ရတယ်နောက်ပြီးတော့သားတို့က team work ကောင်းတယ်အဲဒီအတွက်ကြောင့်လုပ်ငန်းလည်းမြန်မြန်ပြီးမြောက်တယ်အဲ့တော့အန်ဒီတို့ဘက်ကလည်း supporting လုပ်ပေးနိုင်တာလေးကိုတက်နိုင်ကို supporting လုပ်ပေးရခါကြတော့အခုနောက်ဆုံးတက်ခတ်ထားတဲ့ရက်ထက်တော့ဆောပြီးတော့ဒါအန်ဒီတို့ပြီးစီးသွားပြီအခုဆိုရင်ဒီနေ့ဆို test run စပြီဆိုတော့အဲ့အဆင့်ထိကိုရောက်သွားတဲ့အတွက်ကြောင့်အန်ဒီတို့ဘက်ကလည်းသားတို့ Indigo နဲ့လက်တွဲရတဲ့အတွက်စိတ်ကျဉ်းမှုပြေးသွားရပါတယ်ဟုတ်ကဲ့ပါဗျာ